ချင်းမိုင်မျိုးဆန်ဆိုင် area မှာရှိတဲ့ချစ်စရာအကောင်းဆုံး European cottage style လုံးချင်းအိမ်ယာဝင်းလေးတွေကိုလိုက်ပြပေးချင်ပါတယ်အိမ်အမျိုးအစားတွေအနေနဲ့တစ်ထပ်အိမ်နှစ်ထပ်အိမ် twin house single detached house ဆိုပြီးတော့ရွေးချယ်နိုင်ပါတယ်location ကောင်းတယ် facility ဆုံးတယ် on Chirin developer ကဆောက်လုပ်ထားတယ်ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်ထိုင်းဘတ်ငွေ3သန်းဝန်းကျင်ကစပါတယ်ချင်းမိုင်မျိုးလေးကလည်းအေးချမ်းတယ်အိမ်အောင်ဝင်းလေးကလည်းတာရတယ်ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်လည်းအသင့်တင်ဖြစ်တာမို့လို့ပြောင်းရွှေ့အခြေချဖို့စဉ်းစားမယ်ဆိုလို့ရှိရင်စဉ်းစားသင့်တဲ့ project ကောင်းတွေကတစ်ခုဖြစ်ပါတယ်အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲမျှဝေပေးခြင်းခဲ့တာပါHome Thailand Estates